ဒီကားလေးက KIA ကနေပဲနောက်ပိုင်းနည်းနည်းလေးရိမ့်လိုက်တာနဲ့အခုလိုစိတ်ဓာတ်မျိုးတွေကြားနေရပြီလားစစ်ကြည့်လိုက်တော့အခုလိုနောက်ဆုံး suspension boot တွေကျိတ်နေတဲ့အတန်လေးဖြစ်ပါတယ်အဲ့တော့ဒီဘိုးလေးတွေဝယ်ရတာရှားတဲ့အတွက်ထွင်တက်ပေးမှာဖြစ်ပါတယ်ပစ္စည်းရှားတဲ့အထဲမှာဒီ KIA ကနေပဲ suspension ပစ္စည်းတွေကလည်းဝယ်ဖို့လွယ်လွယ်ကူမရနိုင်သေးပါဘူးအဲ့တော့နောက်ဆုံး suspension book ကို original မရှိတဲ့အတွက်ကျွန်တော်တို့ကမဒူးရွှေငါရဲ့နောက်ဆုံး suspension book နဲ့အစားထိုးတက်ဆင်ပေးမှာဖြစ်ပါတယ်ဒါပေမဲ့ရွှေငါဘော့အထိုင်က43 mm နဲ့တစ်ဆိုင်သေးနေပါတယ်သူ original က44 mm ရှိတဲ့အတွက်1 mm กว่าပါတယ်အဲ့တော့ကျွန်တော်တို့ကဒါလေးကိုစလစ်ကွင်းရိုက်ထည့်ပြီးတော့အသုံးပြုမှာဖြစ်ပါတယ်အဲ့တော့ရွှေငါဘော့အထိုင်ကို2 mm တပြီးတော့ကျွန်တော်တို့စလစ်ကွင်းလေးကို3 mm စလစ်ကွင်းလေးခုတ်မယ်ဆိုရင်ထူထူထဲထဲနဲ့အသုံးပြုလို့ရမှာဖြစ်ပါတယ်ဒါတွင်တင်ခုတ်ပြီးတော့ကျွန်တော်တို့ကထူထူထဲထဲစလစ်ကွင်းလေးရပါပြီနင်းထုတ်နင်းထဲကထူထူထဲထဲနဲ့ရတဲ့စလစ်ကွင်းလေးရပါပြီအဲ့တော့စလစ်ကွင်းလေးကိုဟတ်မှာအရင်နင်းထည့်မယ်ပြီးသွားရင်တော့ကျွန်တော်တို့ခုနရွှေငါမက်တူးရဲ့နောက်ဆုံးတထားပြီးသားဟာကိုနင်းထည့်မယ်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့လိုချင်တဲ့ပုံစံလေးရပါပြီစလစ်ကွင်းလေးနဲ့ထူထူထဲထဲလေးဒါတက်စင်အသုံးပြုလို့ရတဲ့အနေအထားလေးဖြစ်ပါတယ်နောက်တစ်ချိန်မှာပစ္စည်းသူ့အမှန်ဝယ်လို့ရခဲ့ရင်လည်းကျွန်တော်တို့ကပြန်လဲနင်းထုတ်နင်းထည့်အစားထိုးတက်စင်လို့ရမှာဖြစ်ပါတယ်နယ်ဘက်မှာပစ္စည်းတွေရှားနေရင်လည်းအခုလိုထွင်တက်လို့ရတဲ့ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်တီးပြီးသားနားလည်ပြီးသားသူတွေကတော့ဒီဗီဒီယိုဖိုင်လေးကိုကြော်သွားလို့ရပါတယ်ခင်ဗျာဒါအားလုံးပြီးလို့ပြန်လည်တက်ဆင်လို့ရမယ့်အပိုင်းလေးဖြစ်ပါတယ်ကားနဲ့ပတ်သက်တဲ့ဗဟုသုတအကြောင်းအရာတွေကိုနောက်ဗီဒီယိုတွေမှာဆက်လက်တင်ပြပေးပါဦးမယ်အားလုံးလည်းဗဟုသုတရရှိကြပါစေအနေကင်းလို့လည်းဘေးရှင်းကြပါစေခင်ဗျာ